Wig Shopper App အသုံးပြုခြင်းဖြင့်သင်၏ wig အကျိုးခံစားခွင့်များကိုပိုမိုလွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်သည်သင်သည် Apple ဖုန်းအမျိုးအစားကိုကိုင်ဆောင်တော်သူဖြစ်ပါကဖုန်း App Store မှ Wig Shopper App ကိုဆွဲယူ download နိုင်ပါသည်အကယ်၍သင်မှာ Android ဖုန်းအမျိုးအစားကိုကိုင်ဆောင်ထားပါက Google Play Store မှတဆင့် Wig Shopper စာလုံးကိုရိုက်နှိပ်ကရှာဖွေပြီး download ကိုနှိပ်ပါအကယ်၍သင်သည်ပထမဦးဆုံးအကြိမ် app ကိုဆွဲယူတော်သူဖြစ်ပါက app ဤပင်မစာမျက်နှာ၌သင်ဤဘာသာစကားကိုရွေးချယ်နိုင်သောအခွင့်အလမ်းရှိပါသည်သင်လိုအပ်သောဘာသာစကားကိုရွေးချယ်ပြီးလျှင် Save Setting ကိုနှိပ်ပါသင် app ဤဘက်အပေါ်ထောက်ပွင့်နေသော menu ရှိအလျားလိုက်မြင်ကြောင်း၃ချောင်းကိုနှိပ်ခြင်းဖြင့်သင်ကြိုက်တဲ့သောဘာသာစကားကိုအချိန်မရွေးပြန်လည်ပြောင်းလဲနိုင်ပါသည်ယင်းနောက် settings ကိုနှိပ်ပြီးဘာသာစကားစာရင်းထဲမှသင်လိုအပ်သောဘာသာစကားကိုရွေးချယ်နိုင်ပါသည်သင်လိုအပ်သောဘာသာစကားကိုရှာတွေ့လျင် Save Settings ကိုနှိပ်ပါပြီးလျင် back ကိုနှိပ်ပြီးပင်မစာမျက်နှာသို့ပြန်သွားနိုင်ပါသည်သင်နေသောပြည်နယ် wig အစီအစဉ်အတွက်ရွေးချယ်ရန်စာမျက်နှာပေါ်လာမည် Nebraska ပြည်နယ်ရွေးချယ်ဖို့ Nebraska စာလုံးတွေ့သည့်အထိအောက်သို့ဆွဲချပြီးရွေးချယ်ပါ Nebraska ပြည်နယ်အားအတိအမှပြုရွေးချယ်ပြီးနောက်လက်ခံကြောင်း accept စာလုံးကိုနှိပ်ပါPlease register စာလုံးရှိသောစာမျက်နှာ၌ wig ကအပေါ်ရှိသောနံပါတ်များကိုထပ်သွင်းပြီးအမည်စာရင်းမှတ်ပုံတင်ရန် register bar ကိုနှိပ်ပါအကယ်၍သင် wig ကမရရှိသေးပါကဤအဆင့်များကိုကျော်သွားလိုက်ပါသင်ကရရှိသည့်အခါမှသာသင် app စီသို့ပြန်လာပြီးကတ်ကိုမှတ်ပုံတင်ရန် app ဤဘက်အပေါ်ထောက်ပွင့်နေသော menu ရှိအလျားလိုက်မြင်ကြောင်း၃ချောင်းကိုနှိပ်ပါယင်းနောက် manage cards နဲ့ add account ကိုနှိပ်ပါယင်းနောက်ကပ်ပေါ်ရှိကဏ္ဍ16လုံးကိုထပ်သွင်းပြီးမှတ်ပုံတင်ဖို့ register စာလုံးကိုရွေးချယ်ပါwig အစီအစဉ်အောက်ရှိဝယ်ယူခွင့်ပြုထားသောကုန်ပစ္စည်းများအားသိလိုသောအခါသင်၏အကျိုးခံစားခွင့်များကိုစစ်ဆေးရန် My Benefits ကိုနှိပ်ပါဤစာမျက်နှာတွင် wig ကနှင့်သင်သို့မဟုတ်သင်မိသားစုဝယ်ယူနိုင်သောကုန်ပစ္စည်းများ၏စာရင်းကိုတွေ့မြင်နိုင်မည်ဖြစ်သည်သင်ဈေးဝယ်နေစဉ်သင်ဝယ်လိုသောအရာတစ်ခုခုကသင်၏အကျိုးခံစားခွင့်ထဲပါမပါသိလိုပါက scan barcode ပုံအမှတ်အသားကိုနှိပ်ပါသင်ကင်မရာနှင့်ဓာတ်ပုံရိုက်ခွင့်ပေးမပေးဆိုသည့်ခွင့်ပြုစာတောင်းပါမည်ဓာတ်ပုံရိုက်ခွင့်ပြုလိုက်ပါယင်းနောက်သင်ကြိုက်သောပစ္စည်း၏ဘားကုတ်ကို scan ဖတ်ပါscan ဖတ်သောဘားကုတ်မှတစ်ဆင့်ထိုပစ္စည်းသည် wig အစီအစဉ်အကျိုးခံစားခွင့်ထဲခွင့်ပြုထားသည်သို့မဟုတ်ခွင့်မပြုထားကြောင်းကိုသိရှိနိုင်မည်ဖြစ်သည်wig ကဖြင့်မိကဲ့သို့သောဈေးဆိုင်များ၌ဈေးဝယ်ခွင့်ရှိမရှိသိလိုပါက wig store ပုံအမှတ်အသားကိုနှိပ်ပြီး list out စာရင်းထဲ၌ဈေးဆိုင်၏အမည်နှင့်လိပ်စာကိုရှာဖွေနိုင်ပါသည်ဘက်အောက်ခြေတောက်ရှိမြေပုံကိုနှိပ်လျင်ခွင့်ပြုချက်ရရှိထားသောဈေးဆိုင်များ၏လက်ရှိအဆောက်အဦတည်နေရာကိုတွေ့မြင်နိုင်ပါသည်